ကမြင်လာပါလို့နော်အခုမေးတို့ဘယ်ရောက်နေလဲဆိုတော့ထိုင်းရဲ့ဟိုကလာဟိုရဲ့မြန်မာရဲ့နော်သုံးနိုင်ငံပေါင်းတဲ့နေရာရောက်နေတာပါလို့နော်ဘာလာလို့လဲဆိုတော့မှထမင်းလာစားတာလို့မတပွဲကြီးပဲ အလူမမလွင်ငါလာလွတ်တာ အလူမဘယ်လိုမိုင်းမလွင်နော်မိုင်းမလွင် မိမလိုက် ဟို တာ ဘက်မှာငါလာလွတ်တော့မိတို့လည်းလိုက်လာတယ်မသူတို့ထမင်းထုတ်လာတယ်မိတို့စားတယ် မဖြူရတော့ကျမတို့မိုင်းပုံးလိုက်မှာပါ မိုင်းမို့ဆရာတော်ဖျာကြီးကြောင်းမိတို့တော့မှဖြစ်ပါတယ်နော်အဲ့လိုကြည့်ပေးကြအောင်နော်သုံးနိုင်ငံချင်းတဲ့နေရာကိုမေးပြမယ်နော်မိုင်းပြောစရာဟိုးပကဲလာဟိုး လိုက်ဖို့ ဟိုးပကဲလာဟိုး ဒီနေ့ခါရောက်ဘူးတော့ လာကိုလိုက်ဖို့ ဟိုတီးဖြူကမေးရွယ်တခါရောက်တခါမှမရောက်ဘူးလေအောက်မလို့ပြနေရလေ ဟုတ်ပါပါ ပါဒါဆိုလို့ရှိရင်တို့နဲ့အတူတူပေါ့နော်ဟိုကမက်လွင်မှာမက်လွင်ကမိတို့ခေါ်လာပေါ့နော်မသူငါလာလွတ်တာပေါ့နော်ဒါတက်တော့ဆယ်လီနော်ဟိုမှာဘာတွေနေနေလဲမသိစားနေကြနော်ပျော်စရာကြီးပဲအိမ်မှာမစားတဲ့အတိုင်းသုံးနိုင်ငံချိန်တဲ့နေရာမှာလာစားနေနော်ဘာဖြစ်လဲ ခွဲနေစားရဘူးပြောစရာကောင်း ဟာအိမ်မှာစားတာပိုကောင်းတယ် ဟုတ်တယ် ဟာဒီအပြင်မှာစားတာပိုကောင်းတယ် ဒီမှာသားတာပူကောင်းတယ် ဟုတ်တယ်နော်ပျော်လဲပျော်ပိုကောင်းတယ်နော် အများကြီးလဲကို ကန်းချီလေးမှာပေါ့နော်သုံးနိုင်ငံချိန်တဲ့နေရာလေးမှာ တော့နိုင်ရဲ့ချိန်နေနေရဘူး ဘုံစုံလေးစွတ်ထဲတာကောင်းလို့ဘာရှက်လို့လား ဟုတ်တယ် ပျော်တရားကြီးဟုတ်မှာကြာဒါတော့လာဟိုနိုင်ငံမေးရတော့ထူးဆန်းပေါ့ဗျာတစ်ခါမှမရောက်ဘူးတော့နော် ကျိုးရတဲ့မော်ဒီထောင်း ကျိုးရတဲ့မော်ဒီထောင်းစားလိ ကျန်နေမပြောဘလို့ပန်းစားနေတယ် အေးစားလေးဘာဖြစ်လဲဩအမေရှက်စားပူတော့ကောင်းသေးနော်တဘာဝကြ